ဆိုတော့ဒီချိန်လေးကိုပြန်လဲရောက်ရှိလာခဲ့ပါပြီကျွန်တော်အနေနဲ့ဒီလို series မျိုးကိုလောက်လာတာဒါနဲ့ဆိုရင်episode ဘယ်လောက်လဲတော့မမှတ်မိတော့ဘူးဗျာဒီကနေ့ဗီဒီယိုမှာတော့တမင်းမှာအားလုံးမြင်ခဲ့ကြတဲ့အတိုင်းပဲ in game မှာလက်တွေ့ကြအသုံးပြုလို့ရမယ် spare ထစ်ဆန်ထွေတွေနဲ့စကေးကွန်ဘိုတွေကိုပြပြပေးမှာပါဒီလိုဗီဒီယိုတိုင်းမှာပြောနေကြစကားဖြစ်တဲ့ဒီစကေးကွန်ဘိုတွေနဲ့ထစ်ဆန်ထွေတွေကကျွန်တော်ကိုယ်တိုင်ဖန်တီးထားတာမဟုတ်ဘဲနဲ့တခြား content creator တွေစီကနေပြီးတော့ယူသုံးလာတာဖြစ်လို့သူတို့ကိုလည်းအပြည့်အဝ credit ပေးပါတယ်ပထမဆုံးတစ်ခုကတော့ Brody ကစကေးဝမ်းသုံးပြီးတော့ခြုံစစ်တဲ့နီးပါ enemy တကောင်မှမရှိတဲ့ခြုံတွေကိုစကေးဝမ်းသုံးမယ်ဆိုရင်တော့ဘာမှထူးထူးခြားခြားပြောင်းလဲမှုမရှိဘူးဆိုပေမဲ့ enemy ရှိတဲ့ခြုံတွေကိုစကေးဝမ်းသုံးမယ်ဆိုရင်အားလုံးတွေ့ကြတဲ့အတိုင်းပဲ Brody ရဲ့ basic attack range ကိုထိထိမြင်ရမှာပါအားလီပိုင်းမှာအရန်တာတဲ့ Brody ကို enemy jungler တို့ enemy tank တို့ကလာခန့်နိုင်နေရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဟိုဒီကခြုံစစ်နီးလေးကိုတီးထားတာကအားလီမှာအရန်တာတဲ့ Brody အတွက်တော်တော်လေးကိုမှအားသာချက်ဖြစ်စေနိုင်တယ် Vision စစ်လို့မရတဲ့ hero တကောင်အနေနဲ့ဒီလို Vision စစ်နီးတစ်ခုကိုရထားတာက Brody player တွေအတွက်တော်တော်လေးအထောက်အကူဖြစ်စေနိုင်ပြီးတော့အသုံးဝင်လာပါလိမ့်မယ် Vision စစ်နီးဆိုမှာပဲ Selena ရဲ့ track က Vision စစ်လို့ရတာကတော့တော်တော်များများတီးပြီးပြီဆိုပေမဲ့ Vision စစ်ပုံစစ်နီးမှားနေကြတဲ့အကြောင်းလေးကိုပြောပြပါဦးမယ် Selena track တွေနဲ့ Vision စစ်တဲ့အခါကျရင်တော်တော်များများကခြုံထဲကိုပဲအများဆုံးချထားတတ်ကြပြီးတော့ဒီလို wall အတွင်းထဲမှာချထားကြတာကခက်ရှားရှားပါ Outrun နေမှာဆိုရင်ဒီလို Vision စစ်နီးကတိတ်ပြီးတော့အသုံးမဝင်မှုဆိုပေမဲ့လည်းပဲအပေါ် run နေမှာဆိုရင်တော့ပြင် Selena track ကို Vision စစ်လို့မရအောင်ဆိုပြီးတော့လူလေကြတဲ့တက်တွေကဆဆသွားကြတယ်အဲ့ဒီလိုမျိုးလူလေကြတဲ့တက်နေနဲ့တွေ့လာတဲ့အခါကျရင်ကျွန်တော်တို့က Selena track နဲ့ Vision စစ်ဖို့လုပ်တဲ့အခါခြုံထဲကိုမချဘဲနဲ့ wall တွေအတွင်းထဲမှာချထားခြင်းကသူ့ရဲ့ vision ကိုမြင်ရတဲ့အပြင်တက်နေစားခြင်းကိုလည်းကာကွယ်ပေးနိုင်လိမ့်မယ်ကိုကညံကောင်းရင်ကောင်းတယ်လို့ vision ကိုအခြေကြီးမြင်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ Selena track ချတဲ့အခါကျရင်လည်းပညာသားပါဖို့လိုပါတယ်အရေးကြီးဆုံးနဲ့တည်ထားမှာတစ်ခုကဘာလဲဆိုတော့ Selena track တွေက3ခုထပ်ပို့ချလို့ရှိရင်ပထမဆုံးချတဲ့တစ်ခုကပျောက်သွားတာပါအဲ့ဒီလိုမျိုးပထမတစ်ခုကပျောက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ vision က2နေရာပဲစစ်လို့ရမှာဖြစ်ပြီးတော့နောက်ဆုံး track တစ်ခုကိုတော့ကျွန်တော်တို့အနေနဲ့ arrow နဲ့ရောပြဖို့ဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်း enemy ကိုကေးဖို့လိုက်ဖို့ပဲဖြစ်ဖြစ်သုံးသင့်တယ်ရှင်းမှာပြောခဲ့သလိုပဲ track တွေကိုသုံးပြီးတော့ vision က2နေရာပဲစစ်လို့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ vision စစ်မဲ့နေရာကိုတတိချာချာရွေးချယ်ထားပြီးမှနောက်ဆုံး track ကို enemy ကိုပစ်ဖို့ဒါမှမဟုတ်ရင် live ဖို့ကေးဖို့အတွက်သုံးဖို့ဗျာနောက်တစ်ခုကတော့လူတော်တော်များများအသုံးမဝင်ဘူးလို့ထင်နေကြတဲ့ cyclone wine ရဲ့အသုံးဝင်မှုအကြီးစားကြီးတွေးကြတဲ့အတိုင်းပဲ title တို့လို blink spell ပါတဲ့တက်နေရာဆိုတော့ပြင် cyclone wine ကိုအသုံးပြုပြီးတော့ enemy တွေကိုလွယ်လွယ်နဲ့ဖမ်းလို့ရပါတယ်ဒီ video clip မှာကျတော့ကျွန်တော်က title နဲ့ပဲစမ်းပြထားတာဖြစ်ပြီးတော့ blink spell ပါတဲ့တခြားသော hero ပေါင်းများစွာနဲ့ cyclone wine က combination လုပ်လို့ရတယ် cyclone wine ကိုအရင်နင်းပြီးမှ blink spell တစ်ခုခုကိုသုံးရတာဖြစ်တဲ့အတွက်တိတိကျကျလေးတော့ကိုမို့တက်ဖို့လိုပါမယ်နောက်တစ်ခုကတော့လောင်ရဲ့ no vision ultimate လောင်ရဲ့ ultimate ကအားလုံးသိကြတဲ့အတိုင်းပဲ ultimate ကျမဲ့နေရာကိုထိထိမြင်နေရတာဖြစ်တဲ့အတွက် enemy တော်တော်များများကလောင်ရဲ့ ultimate ကျမဲ့နေရာကိုစောင့်ပြီးတော့တက်ကြတာများပါတယ်ဒါပေမဲ့ကျွန်တော်တို့က ultimate သုံးတဲ့အခါကျရင်တွေ့ကြတဲ့အတိုင်းပဲ map ရဲ့ပြင်မှတ်မှာ ultimate ရဲ့ range ကိုထားခြင်းက enemy ကို ultimate vision မမြင်ရစေတာဖြစ်တဲ့အတွက် enemy ကို surprise တိုက်တဲ့နေရာမှာလည်းတော်တော်လေးကိုအသုံးဝင်လာလိမ့်မယ်ကိုယ့်ရဲ့လက်ကချိန်သားကိုက်ရင်ကိုက်နိုင်တယ်လို့ကိုကမှန်းရင်မှန်းနိုင်တယ်လို့ ultimate range ကိုဒီထက်ဝေးနိုင်သမျှဝေးအောင်လုံးနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအုံနောက်ကောင်းလို့ရှိရင် enemy တွေကိုလွယ်လွယ်လေးခန်းလို့ရပါတယ်pro player ပွဲတွေကြည့်တာများတဲ့လူတွေကတော့ဒီတစ်ဆန်တွေကိုတီးပြီးသားဆိုပေမဲ့မကြည့်တဲ့လူတွေအတွက်လာပြောပြလိုက်တာပါမှတ်ထားစီခြင်းပါတယ်ကျွန်တော်တို့ဂိုးလိမ့်ဆော့တဲ့အခါကျရင်ဂိုးလိမ့်ကအောက်မှာမဟုတ်ဘဲနဲ့အပေါ်မှာကြားလို့ရှိရင်ဒီတစ်ဆန်တွေလေးကိုကောင်းကောင်းမွန်မွန်ယူအသုံးချလို့ရတယ်တစ်ဖက်ကချုံမှာ enemy ရှိလားမရှိလားဆိုပြီးစစ်စင်တဲ့အခါကျရင်ဒီနီလန်းလေးကိုအသုံးပြုနိုင်ပြီးတော့ Brody မှမဟုတ်ဘဲနဲ့တခြား massman တော်တော်များများကလည်းဒီနီလန်းကိုအသုံးပြုနိုင်ပါတယ်ထုံထဲမှာ enemy မရှိဘူးဆိုရင်တော့ကိုကဂိုးခရက်ကိုစပယ်တစ်ခုခုဒါမှမဟုတ်ရင်လေ basic attack နဲ့ပစ်လိုက်တဲ့အခါကျရင်ဂိုးခရက်ကကိုယ့်စီကိုတန်တန်မတ်မတ်လာမှာဆိုပေမဲ့လည်းပဲကဲလို့များဟိုဘက်ကချုံထဲမှာ enemy တကောင်ရှိတယ်ဆိုရင်ကျွန်တော်တို့ကဂိုးခရက်ကို damage ပေးလိုက်တဲ့အခါအဲ့ဒီ enemy ရှိတဲ့ခြုံဘက်ကိုဂိုးခရက်ကတန်တန်ကြီးကိုသွားမှာပါဒီထစ်ဆန်တွေကဘယ်နေရာမှာအသုံးဝင်လဲဆိုတော့ဂိုးလိမ့်ကင်ထားပြီးတော့ဆိုလိုသွားနေရတဲ့အချိန် enemy hyper လာခန့်လာလားဒါမှမဟုတ်ရင်လေဟိုဘက်ခြုံထဲမှာ enemy တကောင်များရှိနေမလားဆိုတဲ့တန်တရားစိတ်ဝင်လာတဲ့အခါဒီလိုမျိုးစမ်းသပ်လို့ရပါတယ် Eric ကို ultimate သုံး skill 2သုံးပြီးတော့အဟိ basic attack ပြစ်တဲ့အခါကျရင်ကျွန်တော်တို့အနေနဲ့ basic attack ကိုဇက်တိုက်နှိပ်နေစရာမလိုဘဲနဲ့ basic attack တစ်ချက်နှိပ်ပြီးဆိုတာနဲ့ skill 2ကိုဇက်တိုက် dash ပြီးတော့ spam ရုံပါပဲဒါပေမဲ့လည်းပဲ Harry player ရဲ့80ခိုင်နှုန်းလောက်ကဒီအချက်ကိုသိပေမဲ့လည်းပဲ basic attack ကိုနှိပ်တဲ့ strategy ကိုသာအသုံးပြုနေကြတာဖြစ်လို့ဒီဖြစ်ဆက်တွေကသူတို့အတွက်အသုံးမဝင်ပါဘူး Caster မှာသာကျွန်တော်ကဒီလိုလုပ်နိုင်ပေမဲ့တကယ် run နေ classic တွေဆော့တဲ့အခါကျရင်လည်းကျွန်တော်လည်းသူများရဲ့ need to basic attack နှိပ်တာပါပဲ
နောက်တစ်ခုကတော့သွေးရောနေတဲ့ဟီရာအနေနဲ့ခြုံနှင်းဝင်ပြီးသွေးပြေးတဲ့အခါကျရင်ဒီလိုမျိုးခြုံနှင်းကနေဝင်လိုက်ထွက်လိုက်လုပ်ချင်းကရှေးကိုလည်းမြများပို့ကြတဲ့အပြင်သွေးလည်းမြများပို့တတ်ပါတယ်ပုံမှန်ခြုံနှင်းမှာဝင်ပြီးတော့ငုတ်တုတ်ထိုင်နေရထက်ဆိုင်ဒီလိုမျိုးဝင်လိုက်ထွက်လိုက်လုပ်တာကသွေးလည်းပို့တတ်တယ်ပြီးတော့ရှီးကလည်းခဏပြန်ပွင့်နေတာဖြစ်လို့ activate skill နဲ့အတူတူ enemy တွေလိုက်ကန်လာတဲ့အခါပြင်းရတော့ပို့ပြီးလွယ်တာပေါ့တကားမဆက်ပြောရမယ်ဆိုရင်တော့ပြင်ဟီရာရဲ့ passive ကခြုံနှင်းဝင်သွေးတက်တာဖြစ်တဲ့အတွက်အဲ့ဒီ passive ကို boost တဲ့အနေနဲ့ကျွန်တော်တို့က Oracle First Item တို့ဒါမှမဟုတ်ရင်လည်း Second Item Third Item သွားခြင်းအပြင်သူ့ရဲ့ဒီသွေးတက်တာကို boost ပေးလိုက်မယ်ဟန်ဆိုက ultimate သုံးပြီးတော့ရိုးရိုး skill 1ကိုပဲသုံးတဲ့အခါကျရင် damage သိမ့်မထွက်ဘူးဆိုပေမဲ့အဲ့ဒီ skill 1မသုံးခင် enemy ကိုခေါင်းပေါ်စတက်လေးနဲ့ basic ချက်5ချက်ခုတ်ခဲလို့ရှိရင်ပို့ပြီးတော့ damage ထွက်တာကိုတော့လူတော်တော်များများသိမယ်ထင်ပါတယ်စကားလေးနည်းနည်းလောက်ရှေ့ရမယ်ဆိုတော့ပြင်အဲ့ဒီစတက်လေးတွေပြေးဖို့ဆိုရင်ဟန်ဆိုအနေနဲ့ basic ချက်5ချက်တိတိခုတ်ပြီးမှစတက်ကအပြည့်ဖြစ်တာဖြစ်ပြီးတော့ skill 1သုံးတဲ့အခါကျရင်ပို့ပြီးတော့ damage ထွက်မှာပါပုံမှန်ဆိုရင်ဟန်ဆိုက basic ထက်5ချက်ခုတ်ပြီးမှစတက်အပြည့်ရတယ်ဆိုပေမဲ့လည်းပဲကျွန်တော်အနေနဲ့ golden stat item ကိုထည့်ပြီးတော့စမ်းပြရမယ်ဆိုတော့ဖြင့်တွေးကြတဲ့အတိုင်းပဲဟန်ဆိုအနေနဲ့ basic ထက်3ချက်ပဲခုတ်ရမှာဖြစ်ပြီးတော့အဲ့ဒီလို basic ထက်3ချက်ခုတ်နေတယ်တွေးကြတဲ့အတိုင်းပဲ enemy ရဲ့ခေါင်းပေါ်မှာစတက်ကအပြည့်ကိုဖြစ်နေပြီပြောချင်တာကတော့စတက်များဖြစ်မှ3လို့ကောင်းတဲ့ဟန်ဆိုရဲ့ skill 1က golden stat ဆိုတဲ့ဒီ item လေးကိုထည့်လိုက်မယ်ဆိုတော့ဖြင့်3ချက်တင်နဲ့ခုတ်လို့ရမှာဖြစ်တဲ့အတွက်ပြောရမယ်ဆိုတော့ဗျာ skill 1 area ကငကိုကထက်ပိုပြီးတော့မြန်ပေးနိုင်လိမ့်မယ်ဒါပေမဲ့လည်းပိုထွက်လာပါလိမ့်မယ်နောက်တစ်ချက်ကတော့ Masman player တိုင်းတည်ထားတဲ့ B3 ရဲ့ shotgun ထားပါ shotgun basic ထက်တို့ shotgun ရဲ့ ultimate တို့ဟာဆိုတော့ပြင်အားလုံးတွေးကြတဲ့အတိုင်းပဲ enemy ကကိုယ်နဲ့ဝင်းနေလို့ရှိရင် damage ကနည်းနည်းလေးပဲထွက်မှာဖြစ်ပြီးတော့ enemy ကကိုယ်နဲ့အရန်နီးကပ်ရှိနေတဲ့အချိန်ကျမှ damage ကြီးကနစ်ကျနေအောင်ထွက်တာပါဒါလေးကိုတည်သွားပြီဆိုရင်တော့ခြုံနေရနေပြီးတော့ချောင်းတိုက်ခိုက်လို့ရတဲ့ shotgun combo လေးကတော့ရွှေရှင်းပါတယ် basic ထက် ultimate basic ထက်ပါ item max နေတဲ့အချိန်ဒီ shotgun combo ကတော်တော်လေးကိုအသုံးဝင်ပြီးတော့ enemy ကိုနစ်ကျနေအောင် damage တွေအများကြီးပေးနိုင်တာဖြစ်တဲ့အတွက်ကိုကတိုးရင်တိုးနိုင်တယ်လို့ကန့်နိုင်တယ်လို့ damage ကတော်တော်လေးကိုကိတ်နေလိမ့်မယ်ဒီ combo ကတကယ်တမ်းသုံးနဲ့သွားပြီဆိုရင် flicker နဲ့ပါဟုတ်လို့ surprise တွေပါလှမ်းသုံးလို့ရပါတယ်နောက်ထပ်ကတော့ ESP လိန်နာလေးတော်တော်လေးကြိုက်ကြတဲ့မှုတ်လေးရဲ့ Tips and Trick ကိုပြောပြမယ်ဒီကောင်ကအာမာမရှိတဲ့အခါကျရင် skill 2နဲ့ဘလောက်ကြီးပဲဆွဲစု enemy ကကိုယ့်စီကိုပမလာပါဘူးအာမာရှိနေတဲ့အချိန်ဆိုရင်တော့ skill 2 rate ကကျင်းသွားရဲဆိုပေမဲ့ enemy ကတွေးကြတဲ့အတိုင်းပဲ skill 2ဆွဲစုလိုက်တဲ့အခါကျရင်နယံဦးမှာဖောက်ပြီးတော့ကိုယ့်စီပါလာလိမ့်မယ်ရေးတကြီးပတဲ့ဆိုင်နေတဲ့အချိန်ကိုနဲ့ enemy နဲ့နယံတစ်ခုချားနေတဲ့အခါကျရင်လေဒီလို combo လေးနဲ့ enemy ကို surprise motherfucker တွေလုပ်လို့ရပါတယ်ဒီလိုမျိုးဆွဲစုမယ်ပြီးဖောက်ခွဲလိုက်မယ်အဲ့ဒါဆိုရင်ตีသွားရောဒါကြတော့အနေနဲ့ Ruby ရဲ့ skill 1 rank ကိုတည်တည်ချာချာကြည့်ပါတွေးကြတဲ့အတိုင်းပဲ skill 1 rank ကတော်တော်လေးကိုရှည်တယ်ပြီးတော့မိုတိုက Ruby ကို skill 1 rank နဲ့ ultimate rank ကိုဒီလိုမျိုးကွက်တီးဖြစ်အောင်လုပ်ပေးထားပါတယ် skill 1 အသုံးတစ်ခါပလင်ပြီးပြီဆိုတာနဲ့ ultimate တက်ဆွဲလိုက်တဲ့အခါအဲ့ဒီဆွဲလိုက်တဲ့ ultimate ကလုံးဝကိုမိနေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ကွက်တီးတကျသုံးနိုင်တဲ့ combo တစ်ခုလို့တော့ပြောလို့ရမယ် Ruby ရဲ့ passive အရ Ruby က skill တစ်ခုခုသုံးပြီးတော့ဗလင်းတဲ့အခါကျရင် damage reduction တွေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့တကယ်ပွဲထဲမှာ Ruby ကင်တဲ့အခါကျရင် skill တစ်ခုခုသုံးပြီးတိုင်းဗလင်းမှုကိုလုံးဝမမေ့ပါနဲ့ကဲဆိုတော့ကကျွန်တော်ဒီနေ့ဗီဒီယိုရတော့လောက်ပါပဲ brother တို့အနေနဲ့ဒီဗီဒီယိုကြည့်ပြီးတော့အကျိုးတစ်စုံတရာရသွားခဲ့လို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကူညီအားပေးပေးဖို့တောင်းဆိုချင်ပါတယ်အခုလက်ရှိအချိန်မှာကျွန်တော်အနေနဲ့အလုံးမှာအတန်သွင်းနေရတာဖြစ်တဲ့အတွက် VR Nice တွေကို AI နဲ့ဖြောက်ထားရတယ်အဲ့ဒါကြောင့်မလို့အတန် quality နည်းနည်းကျသွားတာလေးရှိရင်သိခံမိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လေပေါ်နေတာမဟုတ်ဘဲနဲ့လိုရီတို့ရှိကိုပဲပြောတဲ့ content တွေကိုမှကြိုက်တယ်ဆိုရင်လည်းပဲ TikTok account လေးကိုလည်း like and subscribe လေးနဲ့ကူညီအားပေးပေးသွားကြပါဦးဒါတော့ဂျားတွေကကြောင်ညာဝင်လိုက်တာပါနောက်နေ့ကျရင်လည်းလူတွေ content တွေနဲ့တူပြန်လာခဲ့ပါမယ်ကျွန်တော် Smile မှာအားလုံးပဲပေးကြပါစေပြတ်ပြတ်ပါခင်ဗျာဒီမဲ့ထင်မိကြီးနေအကောင်တွေအတွက်ကတော့စိတ်မကောင်းပါဘူးကျွန်တော်က CI ဖြစ်တဲ့အတွက်ဒီကနေပြီးတော့လွတ်လာပါတယ်